Okay, aku nilai aussin bela, koi aussin bela, koi aussin bela. Okay, now you need to time. Oh, karena, dia ada tu si mah, balik yang si mana mi bawa go Malaysia. Okay. Betul le. Oh, nak saya. Oh, nak saya, yang si mana mi nak saya. Abu. Betul le, betul le. Mau, ngak kau Malaysia, nak ni. Kau ni saya. Tua ngamati ke nabi ni le, ni terus bawa mana? Nak saya. Oh, kita siapa ni no? Okay, tinjau ujo Malay hotel mak khosa ni lah. Oh, tinjau ujo. Yang si mana mi? Oh, tu Malay tinjau ujo hotel mak khosa. 다 bisa benda umit dah itu. Pipa leba. Yoshine video dia usah terus amari pun ada dia usah nak. Salam dulu. Ngapion ni. Agak ni tu letih buat. Yoshine dia ada yang tercini ni so macam nak kini ada cuma cuci tahu. Aku amari pun salam. Ngapion ni deh.
မိတ်ဆက်ပေးမယ် အခုပြပြလိုက် လေတေးထိုးတဲ့ တေးတူယူလေတေးတူအဲ့တော့အခုကျွန်တော်ပြည်သက်တွေဒါညီလေးတို့ဒါ TV ထဲမှာကြည့်တာမောင်စီရဲ့ပြည်သက်တွေဒီညီငယ်လေးရဲ့လည်းမောင်စီပြည်သက်တွေမယုံရင်ငါတချင်းပြောရင်သူတို့နောက်ကလိုက်ဆိုတယ် မယုံပါဘူးဗျာ ဝါပေါ်မှာဒိုးရင်တင်နဲ့အာလို့လေချေချေလေးလို့လေချေချေလေးလို့ဆက်ပါဝါပေါ်မှာဒိုးရင်တင်နဲ့စာပေါ်မှာဒိုးရင်တင်နဲ့အော် ဟုတ်ပါ စီစီပြန်ဆိုပြရဲလက်တစ်ခါလား ဝါပေါ်မှာဒိုးရင်တင်နဲ့စာပေါ်မှာဒိုးရင်တင်နဲ့ သူ့ပြတဲ့တူဟုတ်နေတာပဲလက်တစ်ခါလားဆိုပြန် ဝါပေါ်မှာဒိုးရင်တင်နဲ့စာပေါ်မှာဒိုးရင်တင်နဲ့ အေးပါတာပုံမှာလုံးချစ်တဲ့ပြီးစီပြီး အိုးစိပိနာဆမနာစိပိစိပိဒီကွီ ဘယ်ခွေးပါလဲ အစောကားနေတာကိုစီးဆိုရင်ဒါပြိတ္တကိုဖြောပြခြင်းလို့စပိကိုသေချာလောက်လာဟာတကယ်သေချာလောက်လာတာ ထိုင်းတင်နဲ့ အဲ့ဒီစပိကလူညက်တာမဟုတ်ဘူး ဟုတ်တယ် စက်ကညက်တာ ခက်ကမီဝါပြီလေဆက်နေ မယုံလား လူညက်တာမဟုတ် လူညက်တာမဟုတ်ဘူး ဘာလို့ဆိုလူညက်တာလေ လူဆိုတာလက်ကလောက်တာဒါစက်ကလောက်တာမိခင်ပြချင်းညာလို့ပြောမှကြာလက်ဖို့မဟုတ်ဘူးလက်ဖို့မဟုတ်ဘူး အော်လက်ဆက်တက်တော့ ဟုတ်မရှင်းဘူးလားပြိတ္တတော့ဒါသူလက်နဲ့ညက်တာမဟုတ်ဘူး လက်နဲ့ပဲညက်တာလေ အာဆက်နဲ့လောက်ထားတာဒီစပိက ဘယ်လိုဆက်လက်လုပ်တာလို့ မိခင်ပြချင်းညာလို့ပြောမှကြာလက်ဖို့မဟုတ်ဘူး အမေကြီးကလက်နဲ့လောက်တာမဟုတ်ဆက်နဲ့လောက်တာဆိုဘောင်းအောင်ငုတ်ကြည့်တာ သူခဏပြောက်သွားမှာဆိုလား မလေးကိုတော်ဝင်ကကိုစစ်စစ်ကိုပြောနေသေးတယ်ဒါရုပ်ရှင်နဲ့ဘူမျိုးတရုပ်ဆောင် ဗီဒီယိုပြီး ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်စပင်ကေကအဝေးရကြီးကြီးအနီးရကြီးကြီးရုပ်ရှင်တရုပ်ဆောင်ပွင့်ပလက်လက်အိတ်ထားတဲ့ကေ မနေ့ကမှကရုံးတုံးပြေအောင်ပဲ ကဲအဲ့တော့ကျွန်တော်တို့အဖွဲ့ဟာရုပ်ရှင်တပင်ဂီတမင်္ဂလာပါအဖွဲ့ကျွန်တော်တို့ကလူငယ်တွေနဲ့ဖွဲ့စည်းထားတာ ခဏခဏလေး ခတုပတု အမတို့ကလူရှင်တော်တွေစုချဖို့ဖက်ဆက်ပါမလာဘူးလားဟိုကျွန်တော်တို့လည်းစားနေတောင်းနေနေတော့ ဘုတ်ပြကြတော့လက်ဖို့မဟုတ်ဘူးနော် ဟဲ့ ကဲအဲ့တော့ကျွန်တော်တို့ကမင်္ဂလာပါအဖွဲ့လူငယ်တွေနဲ့တွားတာ ဟုတ်တယ်လေ ကိုတော်ဝင်ကြည့်လိုက်လူငယ်မိသားလူငယ်ဘူးသီးလူငယ်တက်ကြီးရွယ်ဟိုဆိုတော့အမ ဝါတို့နေ နေပြောနေတာသူရဲ့ ကိုစီ ရှောက်ချနေတဲ့နေတဲ့ကြီးရဲ့တရားမှမသွား ကိုစီပြောမခံနဲ့ရာသီဥတုအေးတယ်တော့နောက်မှအခေါင်းထဲဝင်နေ ခိုင်းနေဦး အဲ့တော့မသိတော့မင်းမဲ့ဘူးသီးဒီခစ်ကဘာခစ် ဟောပါခဲ့လေဒီခေတ်ကတုတ်တုတ်ခေတ် တစ်တော်ခေနင်ကြီးတော့တုတ်တုတ်ကစစ်စစ်ရဲ့တာ ဟုတ်တယ်ငါနာမည်ကစီစီဟုတ်ကဲ့မိမနာမည်ကဇာဇာတာနာမည်ကတုတ်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 ရကုမနာမည်ကဖုံဖုံ ဟုတ်တယ်ပြိတ္တတို့အိမ်သွားလို့ရှိရင်မိသားစုလေးယောက်တွဲပြီးခေါ်လိုက်ရုံပဲ ဘာလို့ခေါ်မလဲ တောက်စားစီထောင်း ဟုတ်တယ်ဒီကမှလည်းလက်နဲ့လောက်တာမဟုတ်ဘူး ဘာဖြစ်လို့လဲ ငါတော့မပြေဘူးလေအောင်မေ နေရှိတာပြီးတာလေပြိတ္တကိုသွားပြီး အချင်းနဲ့ထူးခြားတာတော့မအကန်တယ် တစ်တော့ခေဘာဖြစ် ဒီပစ္စက်မောင်စီမတော့ ဘာလို့လဲ မိမကိုပြန်ပေးရ မဟုတ်ဘူး မရွေကြောက် အဲကြောက်တာမဟုတ်ငါမိမကိုကြီးညိုတာ ဟာမိုးချိုးပြသွားမယ်လို့ တစ်တော့နောက်ပြောက်ရတာပေါ့ ဟိုစီစီကနေ ဒီ ငါ အကြောင်းငါမပြောဘူးနော် ငါတော့ပြီးပါဦးလေလာပြီး အားအောင်ပြေပါပြီအားအောင်ပြေပါပြီတတောင်းပြေဖို့9000လိုခဲ့တယ်။ညပြီးပါအောင်မလားပြီးတော့မပြော တော့နေမပါဘူးတော့အဲ့တော့ကျွန်တော်တို့ဒီဘက်ကထိုင်းခေ ဟုတ်တယ် ထိုင်းပုံစံလေးတွေသွားမယ် ဘယ်လိုလဲ နေမပါဘူး 9000ပေးမယ်ကွာ မပါဘူးငါတော့နေအောက်တန်းကြတယ်မရှိဘူးတော့အဲ့တော့ကျွန်တော်တို့ကထိုင်းခေဆိုထိုင်းစတိုင်လေးတွေသွား ရတာပေါ့ အဲ့တော့ကျွန်တော်တို့ဖွင့်ပွဲခန်းလေးဒီလိုစဘယ်လိုစတော့ဟေး ဟေးအဲ့ဒါဘာကလဲ အဲ့ဒါဘာကလဲစီမမအမိုက်ဖွာတယ်ကတထောင်လေးကဖွားယူမှာလားဟေးဖိုင်လောကပဲ come on နေတော့ဘာလဲ အဖွဲတော်ကြီးတင်ဆက်တာအတော်ပေမှုအစီအစဉ်များကဆက်ပြစွာအတော်ဝစ်စစ်စစ်ပါဝေးတွေဘူးဒီမြတ်တာတို့ရှင်တွေ
သွားမယ်တေးသွားမယ် ပျောက်တော့မယ်ပျောက်တော့မယ် ဒါပဲ အားလည်းနောက်ဆုံးစာသားရတယ် ဘာလဲ အာဝီအပြားဘယ်လောက်လဲကွယ် 6တောင်းနဲ့ အရက်တွေလာရောက်နေအောင်ပြီလာရောက် အဲ့တော့ဘူးဒီ ဟုတ်ကဲ့ ငါဒါအစပြိုးလိုက်တာ ဟောတာဒါကျွန်တော်တို့မင်္ဂလာပါဖွဲ့ကိုကျွန်တော်မိတ်ဆက်လိုက်တာ ဟုတ်တယ် အဲ့တော့ကျွန်တော်လူရှင်တော်တွေကျွန်တော်မိတ်ဆက်ဖို့လိုသေးတယ် ဟုတ်တယ် မင်းမိတ်လိုက်ရှင်သေးတာ မိတ်လိုက်စင်တာပေါ့မိတ်ဆက်ပါ အေးဆက် ငါပါပြောရမှာ ပါစတဲ့ပြော အဲ့တော့ကျွန်တော်ပြောပြမယ်ဒီလိုလို့ဘူးဒီလို့ဒီတိုင်းပြောရင်ပြိသက်ကလည်းအော်ဒီကောင်ရိုးရိုးတဲ့မိတ်ဆက်တွေဆိုဖြစ်မယ်အခုက TikTok ခေတ် TikTok ဆိုတော့အားလုံးကကိုစီရတယ်ဖုန်းထဲမှာ TikTok ဆော့ကြတယ် နာမည်ဘယ်သူ ဘူးဒီ စိတ်နာတယ် ဘာဖြစ်လို့ အနေကလာကြတော့အုတ်ကြီးတို့ဘွဲကငါ့ကိုရွာကလာသားတွေကကိုစီတို့တွေရန်ကုန်ကနေဘာမှမစားနဲ့တဲ့ဒီရောက်ရင်တဲ့ချက်သားနဲ့ဘူးတီးနဲ့ကလာသားချက်တာတယ်ဒီလဲကြလဲကြသူတို့ကဒီလိုစားပြတယ်မြင်တော့မမြင်အောင်စိတ်နာ ဟာအဲ့ဒါအကြောင်းရှိတယ်ကိုစီရဲ့ဒါဒီမှာမဟုတ်တဲ့ဦးစင်း ဟုတ်တယ် ဦးစင်းနဲ့ဘူးစင်းနဲ့ကအကြောင်းရှိတယ် အကြောင်းရှိတော့ တချင်းတော်ရှိသေးတယ် ဘယ်လိုပြောလဲ ဟဲ့ပေတာနေဘူးကိုဘသူချက်ပြောဟဲ့ပေတာမိပေတာဆရာတော်ဘုန်းကြီးဖြောက်သွားတာဦး ကမ္ဘာတရား ဟောကိုစီရအမလို့တော်တော်မှာ ကျေးဇူးများတင်ပါတယ်ခဏလေး ဘာဖြစ်လဲ ငွေမူရေးလေးလုပ်လိုက်အောင် ဟဲ့ လူမှုရေးပါဟာ ဦးရေးမယ်ဝင်ဦးရဲ့အဲ့တော့ နေကြတယ် โอเคပါဘွဲတက်ကကိုစိန်တို့ကဟင်္ဒရာတချင်းခဏနဲ့ပတ်ဆက်ကြည့်လိုက်2000နဲ့တသိန်း8000ထည့်အောင်မလုပ် ဟဲ့ အော်2သိန်းဆိုပြီးတော့အလူတကဦးစိန်တွန်းက တော်စောအဲ ဒေါ်စောကြည်ကိုဆိုပေးပါတဲ့ မဟုတ်ဘူးအဲ့ဒီရှင်လူမနေရေးတာငါလည်းမချဘူးတော့စိတ်ကြီးတစ်ချိန်မချ အ ဘူး ချင်းနာမည်လည်းမပါ ဟာ ဘူး ဒါပြီးပွဲတိုင်းလာပြီဗျာဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျာ လာတာဝီးလေ KB နံပါတ်မှတ်ထားလိုက်ရ ဟုတ်ကဲ့လေးလေးကိုငါခေါ်ချင်လေး ဒါလေးကီးဖို့ဆရာလေး keyboard ဆရာပြီလား keyboard ဆရာ ဟုတ်ကဲ့ပါကျေးဇူးများ ကျေး ကြီး ဇူး တင်ပါ များ တယ် တင်ပါတယ်ဒီတက်မကလူနိုင်ပါသေး2မိနစ်ကိုတစ်ခါလာနိုင်ပါစေ ဆရာ2မိနစ်ဟုတ် ဟဲ့မစလုံးမဆိုလဲတေချာလဲဘူးဒီနံပါတ်ကိုတေချာမှတ်ထား ဟုတ်တယ် 09 အဲ နိုင် 420 420 396 302ဒီကောင်လုပ်တဲ့အမှုတွေပါ တက်တက်တူ လာအဲ့တော့စီစီဝင်မောမယ်အဲ့တော့ဒီဘက်က TikTok ကိုစီစော့နေတော့ TikTok စော့နေနေဟာဒီတစ်ချင်းကဘူးဒီစုံထားတာလားစော့လို့ရအောင်မှတ်မိသွားအောင်ငါတို့အကလေးနဲ့တစ်ချင်းနဲ့မိတ်ဆက် အော်ကျွန်တော်ဆိုရင်ကျွန်တော် TikTok ဆော့ပါတယ်ကျွန်တော်ဆော့ရင်ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ကိုယ်ပိုင်ကိုတချင်းလေးနေနဲ့ကိုအကလေးနေနဲ့ အေးအဲ့လို မူပိုင်ပေါ့အေး ငါတို့ကငါနဲ့ကိုတော်ဝင်နဲ့ဘာလုပ်อ่ะ အော်ငါ performance ကြီး အော်နေ performance နေကတယ်လို့ငါတို့ကပြရ performance ဟိုစီစီပါ ပါဦးလေး ဒါမှမပြဘူးငါ့ကိုလက်ဆောင်ပေးတဲ့လိမ်မော်သီးတွေဒီမှာရောင်းပြင်မယ် အာငါတို့မလက်ချောင်း တေးချင်းဆိုရင်တို့လက်ဆောင်ပေးတာဒီရွာမှာပြန်ရောင်းပါလားနောက်တစ်ရွာလောက်ဆိုတော့သေး ဒါတော့3ယောက်ကလက်ပုတ်တွေပဲပါတယ်အဲ့ဒါတွေမပါဘူး အဲ့တော့ အဲ ကျွန်တော်ရဲ့ TikTok ဟာလေးနဲ့ကျွန်တော်ကမယ် အေးဟုတ်ပြီ ကျွန်တော်ကတော့လိုက်တာ ရတယ်ပတ်ဖို့ပေးမယ် အရှားမို့မရောက်မှာနော် လူရှင်တော်ပတ်ဖို့ပေး အဲ့တော့ TikTok ဆော့တဲ့ခါကျရင်ကိုကလေးတွေကိုတချင်းနေနဲ့ဆော့တတ်ဖို့လုပ်တယ် ဟုတ်ပြီဟောဘာလို့ဟုတ်ပြီ ကျေးဇူးပါဘူး ဟိုခဏ ဟာခမ ्या ကို ကိုစီစီကိုကြီးရကလာပေးတယ် ချစ်တယ်နော်တောင်းတာဗလာတောင်းတာ နင်တို့ဟိုလင်မြရင်နောက်မှစကားပြောငါ အော် ဆက်တော့မယ် ပွဲတကာဥပသိန်းကဒေါ်ချောကို DJ နဲ့လှုပ်ပေးပါ ဘာလို့ဆိုနေတာလဲဥပသိန်းနဲ့ဒေါ်ချောအပျော်ဆုံးကြမလို့မြူးမြူးကြွကြွ DJ နဲ့ဆုပ်ပေးပါ ဘယ်လိုဒေါ်ကြည်နဲ့လာလောက်ပါ ဒေါ်ချောကိုပဲမသိပါဘူးဥပသိန်းကဒေါ်ချောကိုပဲ DJ နဲ့ပုတ်လာလို့ ဘယ်လိုပတ်ပါလဲပုံဆိုးမလဲလောက်အေးရတယ်ကြတယ်တက်လာငါတို့ပတ်မလား ဘာဘာလဲစုံမယ် စုံမလား တော့မနှောက်ရှက်နဲ့ဘူးစီစုံနေတာ ဟုတ်ဟုတ် အဲ့တော့ဘူးစီကကို TikTok တချင်းလေးကိုဆုပ်ပြမယ်နော် ဟုတ်ပြီ မင်းကပြီးမှစားပါလားမင်းကစားโอเค နေကြတယ်လို့ကပါနော်အဲ့ I don't give a လိုက fuck. စိုက်ကကြရွာလာလား 1 2 3 Listen up မောင်ဘူးဒီ Listen up ဘူးဒီ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 လို့ ကလေး အဆွဲတို့ချလိုက်တာရေ အဲ့ဒီတော့ရ အမချာကလေဆလာတကလေးဆို1 2 3 Listen up မောင်ဘူးဒီ Listen up ဘူးဒီ Listen up မောင်ဘူးဒီ Listen စာသားအစ်ဘူးဒီ Listen up မောင်ဘူးဒီ Listen up ဘူးဒီ Listen up မောင်ဘူးဒီ Listen up ဘူးဒီ ကလေး
ကိုဇန်ရတယ်နမတ်နေလား ခေါ်လိုက်တာတော့ပြန်နဲ့တက်ဆောက်လိုက်တယ်လို့ပဲအာဖိတ်တော့ ဘာဘူးတီ ဖိတ်တော့ဟဲ့မြန်မာမှုတွေလှုပ်ဆမ်းပါ ဘာဖြစ်လို့တော့ မြန်မာမှုအခုကခင်းနဲ့ညင်ငါတို့မြန်မာတွေကမင်းနဲ့လူပြပြောက်သွားတော့ ဟုတ်တယ်လည်းပါလေ မြန်မာမှုတွေလှုပ်ဆမ်းပါ ဘာနာမည်ပါလေ ဟာပါငါလည်းငါနဲ့ပဲပါလာမြန်မာမှုတွေပါရှိတယ်ဟာမင်းလေဟုတ်ချက် ဟိုဟိုမောင်းနေမင်းကတော့ โอเคโอเค နေကိုဆူချတာမဟုတ်တဘူးတာပေးတာဟဲ့ဒါဘီ โอเคလက်ကောင်းတယ်ဟိုဟိုမောင်းနေငါတို့ပဲညာပြီ တချင်းဆိုမှာတချင်းဆို ခဏဘာလို့ မင်းကနာမည်ကြော်ကြခိုင်းနေတာ မင်းနာမည်ပိတ်ဆက်တာကာခိုင်းတာမဟုတ် ဒါပဲလေဒါမြန်မာမှုတွေ ဩလိုက်ပေါ်မှာမင်းတို့ညင်းယုံတဲ့အောက်စပူပုံစံနဲ့ ဘာသာဆိုင်တော့ မင်းလိုမျိုးမင်းသားရှိရှိ အမဟုတ်ကျွန်တော်ကသူတို့ခင်းနေမဆိုင်ကျွန်တော်ကမြန်မာမှုချက်တင်ပြမယ် ဩစာလာအရှိမအရင်ဆုံးအကနဲ့လာတာဘာမှနာမည်တော်ဝင်နာမည်ပါအောင်နော် ဒါပါတယ် ပြီးရောဘာပြန်ကောက်အောင်မလဲဒီလို ဟိုဟိုမောင်းငါနဲ့တွေ့ပါအော်ဒီပဲတော့ ဟောဒီကလေ ကဲနောက်တစ်ခါတော့လက်ကောက်တယ်လေဟေး ကပါဟာ ကလည်းကလည်း မဲအနေပြအမေတချင်းမဆိုလေးပါ တချင်းမလာသေးဘူးလား ဒီစာသားပေနမ်းမှာလေ ဒါပဲ စာသား လမီ မင်းကလည်း တော်ဝင်ဆိုတဲ့နာမည်ပါမယ် မင်းကငါတို့လိုဖြစ်နေ ဘာဖြစ်နေလဲ အလူလာကတာအရင်ဆုံးလမ်းရောက်တော့မရောက်နိုင်ဒီလိုဖြစ်နေတယ် စာသားမလားသားဆုံးစောတဲ့ ခုနကပြော တော်ဝင်ပါအောင်နော် တော့လိုက် ဇင်းလေးပွင့်ရင်ရသစီဟုတ်တယ်ကျိုးတော့ပြီးတော့လောက်တာပြီ ဘာတူလဲ တော့ဝယ်ဒီစောက်လိုက်ပါအောင်လား ဒီဒဇင်းလေးပါလေလာလုံနေအကတွေပါလေပါ ချောင်းလေးပဲကျန်တော့ဝယ်ရလာတော့မနစ်မလေးရ မသိဘူးသူ့လိုဘူးသီးဆိုပြီးတက်မိတ်ဆက်တယ် ဖဲလိုက်စမ်းပါဖဲလိုက်စမ်းပါ ဟဲ့ပါလေမေးစီလဲနောက်ဆုံးနေလိုက်စမ်းပါဟောထုံးပြီးမဆုံးလို့ ဟာအခုအဲ့မဲ့ခလေးမစော်ကားပါနဲ့ကိုကလေဒါသူ့အမေကဒီများလေးဆိုရွှေပုံဆိုင်ရင် ရွှေရုံဖွာတာ သူ့အမေကသူကဟိုချင်းချင်းတဲ့တည့်ရတီးတွေစားတာ တည်ပြီးစားတာ ကြည့်မလားရုပ်ကောသုံးလုံးမလောင်ရုံနဲ့ အဲ့တုံးတော့မြစ်ဖြူထိုးထိန်လို့သာပြော အဲ့ဆောက်ပြောတယ်မင်းကကြီးမနေနဲ့တကယ်မနာပဲကျွန်တော်ကိုယ်တော့ရှင်းပြတယ်ကျွန်တော်ညီလေးတော့ပဲရှိတယ်တကယ်ရှင်းထူးတယ်ဒီလား မနေ့ကလည်းပြောပြီးကျွန်တော်ရွှေထူးနဲ့တူတော့မဟုတ်ရွှေထူးကကျွန်တော်နဲ့လာတူနေတာ ဒါရှိတဲ့တဲ့ကြီးလို့ဒါရှင်းထူးဘေးသားလေးဟိုဘက်လဲလဲဟာပြီးတယ်တမကြီး မနောင်းလေဒီကောင်မှရာဇဝင်ရှိတယ် ပြပြပါရဲ့ ဟာအခုခလေးတွေကလုံးစင်ရွဲလာကိုသိလားစင်ရွဲလာမှာဖက်လေးနဲ့တရမပြောက်သွားဘူးလားကျန်တဲ့ထောက်ဖက်ကဒီမှာဗျာ ဒါမျက်လုံးပေါက်တယ်နော်ဖက်နဲ့တဲချိုးတွေပုံဘူးဒီလားဘာလို့လောက်နေမှန်းလဲဒီမှာ TikTok နဲ့တချင်းမိတ်ဆက်နဲ့အဲ့လိုသွားမလုပ်နဲ့ဟုတ်မြန်မာအကအနေနဲ့လည်းတော်ဝင်တဲ့စင်ဘာညာတာကသွားမလုပ်နဲ့ TikTok ကသူ့ရဲ့ setting ရှိတယ်သူ့ရဲ့အကရှိတယ်အဲ့ဒါပြည့်စုံမှ TikTok လို့ခေါ်တာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ဆိုပြ ဟုတ်ကဲ့ဟုတ်တယ် Come on ကျွန်တော်ကလို့လိုက်က Hey စမယ် Come on ဘူးဒီနေဘာလုပ်တာတော့ အဖေရောက်သွား မင်းအောက်ရောက်နေပြီလေ ဟိုနည်းနည်းပပဆွဲထားအောင်ပါဗော အခုချိန်ဒီကိုနေဘယ်ရောက်နေမှမသိသေးဘူးလားဘုံစိုးမှာ တော်အဲ့တော်နေအောင်စင်းတဲ့ edition မလုပ်တော့ဘူးလာစီစီပဲရောက်သွားတယ်ဒါ TikTok တချင်းကဘယ်လိုလဲဆိုတာပြမယ်အဲ့မှာထိုင်ကြည့်အဲ့နားလေးမှာထိုင်အဲ့နားလေးမှာထိုင် မှတ်တာအားလုံးဒါတက်ငယ်စကားတက်ကြီးကြတဲ့ ဟာတကြီးစကားမဟုတ်ဘူးလား ဘယ်ပြောနေတာ ကျွန်တော်လည်းထိုင်မယ်အကိုကြီးလည်းလုံအောင်ထိုင် လုံနေ တယောက်နဲ့တယောက်နွားကြောင်းတောင်းနေလို့ချိန်လုံးချင်းပြတယ်မကောင်း ဟာလေသူ့တော်တော်တို့လက်ညှိုးနဲ့ထိုးနေတာ ဒါတစ်ခေါက်ပြန်ပြီးတော့ခုနဟာလေးပဲအောက်မစင်းနဲ့ငါ့ကိုတေချာကြည့်က ဟုတ်ပြီအဲ့ဆိုငေါ့နေပါတာအေးကူးဆိုင်ပါဗော ငါ့ကိုတေချာကြည့်ကကြော်တဲ့ဒါ TikTok မှာနာမည်ကြီးတဲ့အက အော်ကျွဲကိန်းချုံးနေတယ် ဟုတ်တယ်စားတာပဲ ဟေးဒီမျိုးဝါ ခ
ရာဦးစားသူများမေးစီရှင်နဲ့နေမျက်လုံးနောက်ရောက်တာမကြောက်နေမိုင်းချတာမမြင်ဘူးလား ဘလို့လဲဒီမှာလေအောက်ကနေဖယ်သားပါလားမတော့တော့တက်တော့ထိုင်နေရမဟုတ်ဘူး အစင်မပြေဘူးရှေ့တိုးနောက်ဆုံးကမကတော့ပေးလိုက်ဒီနေ့ခက်ခဲတဲ့အကနဲ့မိတ်ဆက်မယ်ကျော်တက်လားနမေတချင်းပြောင်းလာအဲ့မှာထိုင်ကြည့်တစ်တော့အကခက်ခဲတဲ့ကပြောပြ ဟုတ်အားပေးတယ်နော် Ladies and gentlemen, I'm going to tell you something. All the public very glad to see. ဘာပြောတာလဲ မသိဘူးအရက်ခက်ခဲတဲ့က come on အော်မနေ့ပြန်ငါးတလုံး နေကြီးတော့ငါးတလုံး ဘယ်ဘောလို့သုံး ကားတိုက်ပြီးအဲ့ဒါကားကြောက်ဟေး ရိတ်တများအလုံးမင်္ဂလာပါအပြုံးလေးများနဲ့ချင်နာစွာလူရွှင်တော်များနဲ့ဒီအဖွဲတဲ့ကအချောဆုံးလေးတရားပါအပြူပြူဖွေးချစ်စရာလေးဒီစရာပြောတဲ့တတကိုအပြူပြူတဲ့ချစ်တဲ့ဒီကောင်းလေးဒီစရာပြောတဲ့တတကိုမြစ်တာမြင့်မြဲဟေးမထားပေရိတ်တများခေါ်တာကအုပ်အသေးလေးအသေးရပြီးခေါ်တာကအုပ်ကလေးလေးအလုံးကဝိုင်းလို့ခေါ်ပါပြည်သူချစ်တဲ့လူရှင်တော်ပြည်သူချစ်တဲ့လူရှင်တော်ပြည်သူချစ်တဲ့လူရှင်တော်တစ်တော်ကဒီလိုက ကြည့်လေ မိုက်လည်းတက်တက်တော့ပါကျွန်တော်စားပြီးပြီဗျာစားပြီရောက်ပြီရောက်ပြီတလားလားရေတော့ကောင်းပါဘူး စီစီနေဘာထားလောက်တာလဲနေဘာလောက်တာလဲ ဘာလို့တက်လဲ ကျွန်တော်ညမှန်တက်တယ်တော့ငါလည်းတစ်တော့ကောက်ဆော့တယ် ဟုတ်ဘူးလေဟုတ်နေမျက်မှန်တက်မယ်ဆိုလဲတက်လေနေမျက်မှန်နဲ့မတူ ဘာလဲသူ နေမိမဝတ်တဲ့ဘော်လီကိုတက်ထားတယ် ဒီကောင်ဒါလေသူမိမဘော်လီဆိုလူသိကောင်းမဲ့လုံမှာနော် ဟုတ်လေအကို ကောင်းလေ အကိုစိုးခြင်းနဲ့ကခြင်းနဲ့ဆိုရင်သူများတစ်ချင်းနဲ့မလို့နဲ့တစ်တော်တစ်ချင်းလို့ဒါပေမဲ့ခတ်တာကတစ်တော်တစ်ချင်းပေါက်တာကုန်ပြီ တနာတယ်ငါလမ်းမှာရေးလာတာ ပါကြီးလား ဒီတော့ခြိုက်တီများတဲ့ဂျားတွေနေလက်မှာတစ်ချင်းရေးသေးတယ် အဲ့လိုငါကလည်း အမလေးချင်ပါ ဘယ်ကနေရေးလာ လက်ကနေဂျားမှာနက်ကနေရေးလိုက်တာ ကျော်ကြီး နေတစ် ငါ ချင်း က နဲ့ လေးငါကလေးချမ်းမှာငါကလေးလေဒါပေမဲ့ငါကားတယ် အခုနာမည်ပါ တစ်ချင်းနဲ့မှာစစ်စစ်ပါလား အောင်ဆို ပြီးရနော်စစ်စစ်ပါတယ်နော် အေးရ ဒါလည်းပြော ငါမျက်လုံးပါလားမသိမျက်မှန်ပဲတက်တယ် မြတ်တော်တဲ့အောက်ရောက်နေတာဟောဒီလိုတက်ပါဒီမှာပေါ့ ဆို လော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  လက်ခုပ်တီးမိလိုက် ကိုစီစီဝမ်းလာလိုက် ဘာဖြစ်လဲ ကိုအတဘောမောမလူတွေအများကြီးပဲ ပြီးမှရက်တောင်နဲ့ရေးတက်နေလိုက်ဝင်မယ်ဘယ်လိုမှအာ ကဲစစ်စစ်ရဲ့တစ်တော်တစ်ချင်းစမယ် စားလိုက် ဒီရမ်းချောင်းလည်းချောင်းထောင်မိကြတဲ့အတားလေးကိုပြီးပြီကိုလေးနေ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  အမလေးတော့တိုက်စား ကိုထွေးခင်ကနေ့လင်းငယ်လာပြော အဲ့ထွေးခင်ပြီးနေမတဲ့ခွေးခင်မှာစားလိုက် ရောင်းစား မင်းကလည်းဘာတွေကြည့်တယ်ပြော စီစီ ငါစင်မောလူလည်းရိုက်မှာတော့ငါပြောပြီးပြီ အေးရငါနာမည်စီစီချစ်တဲ့လူကခေါ်တော့ချစ်စီ ဟုတ်တယ် ကြိုက်တဲ့လူကခေါ်တော့ကြိုက်စီမောင်းတဲ့လူကခေါ်တော့မောင်းစီ ဟုတ်တယ်စောင့်နေခဲ့တဲ့လူခေါ်စောင့်စီ စောင့်ကြည့်နေပါစေ စောင်းစီ ဟေးညနေဒီမှာ အေးချာလို့စစ်စစ်နာမည်ပါတဲ့ဟာလို့ โอ้โหဟာ မင်းမလောက်ပါနဲ့တောင်းကိုထွေးခင်ကနေ့မရင်းကြည့်နေလားပြော အဲ့လိုတားတော့ဆယ်သိန်းပါသွားတယ် ဝလုံးလိုက်ဖြတ်ပေါင်းလာလို့လား မင်းဘာတွေကြည့်မင်းလည်းဘာတွေကြည့်လဲပြောဟိုမှာစစ်စီကွာလဲပေးရလူများမှတ်နေတာ ဟုတ်တယ် တထောင်စားကြီးများမှတ်စစ်စီကွာခွေးတထောင်စားကြီးများမှတ်နေလားမင်းအရှူကြီးများမှတ်နေတာ တားလေးစိတ်လျှော့လိုက်တော့အာဟိုဘက်လိုဒီဘက်လိုလူနဲ့ဦးခံနေရတယ်ဦးခံနေရတယ် ဟိုကလည်းခုမှခါတာမဟုတ်မနေ့တည်းခံနေ ကကြည့်ရော ရုပ်ပါလား လောလောမပြောဘူး ကဲမဟုတ်ကဲ
ဒီမှာတော်ရင်အစီလုံးပြောက်သွားတာဘယ်သူအစီလည်းမသိဘူး အဲ့လေပြင်းရှိရမယ် ဟဲ့လို့ဝိလေကြောက်ပွဲမလုပ်နဲ့စီစီပါတဲ့နာမည်နဲ့တချင်းဆို ခဏလေးပါဟိုကျွန်တော်တို့ကလက်ခုပ်တီးဆိုဖုံးလိုက်တဲ့အမတွေကမတီးနိုင်တော့ ဘာဖြစ်လို့လဲ အဲ့တော့အိမ်ကလူလည်းဆက်သွယ်ရှိအောင်ဖုံးကို vibration လုပ်လိုက်ဟုတ်ပြီအဲ့တော့လက်ခုပ်လေးတီးလို့ရအောင်အဲ့ဒီဖုံး vibration လုပ်ပြီးဘဲမှမထားနဲ့ဖင်ညာလေးညထားလိုက်အဲ့ဒီကလမ်းခွင် vibration လုပ်လိုက်မယ်အဲ့ကြမှာဖုံးကစီစီတုံး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 ပြုတ်မှာပေါ့ အဲ့လိုသွားမလုပ်နဲ့လေငါတို့ကဒီမှာအပါကပွဲလဲပြီးလဲပြီးတော့ထပြန်တော့ဘင်းအုံးလွဲသွားဘယ်လိုလုပ် ဒီမှာဘယ်လိုအောင်လဲမလဲ အော်သူ vibration လောက်ပြီးဖင်နဲ့ထည့်ထားတာလေအုံးလွဲပြီးထပြန်တော့ဒီလိုကြီးဖြစ်တယ်ပေါ့ စစ်တာ လွယ်လွယ်လေးခေါင်းအောင်လို့ခေါင်းနဲ့အတော့ပြီး9ချက်ရရတယ်ဟုတ်တယ်ဖေအောင်လို့ဖေတူးနဲ့9ချက်ရရတယ် ဖေုံမဲရိုက်ထားအောင်ပဲဝိလေကြောက်ပွဲမလုပ်နဲ့စီစီပါတဲ့နာမည်ဆိုတော့ပါ အစီပြေလက်ခုပ်တောင်ချာ We were crazy. We were sexy. We were dapper We were saucy ခဏလေးပေးဆောင် ဟုတ်တယ်အကိုရဲ့အကိုကလည်းတချင်းဆိုရင်ကျွန်တော်အစိုးရတဲ့ပြောကျွန်တော်တချင်းတွေပါရေးတတ်တယ်အကိုဟိုကလေအကို TikTok ဖက်မှာသွားတယ် မြင်လားဒုက္ခရတောက်ချောက်ပါ တော်ပါပြီဆို တော်ပြီ ပြန်တနာကဘိသားထုတ်လိုက်တာဘာရှမ်းပြီးဆိုတောက်ချောက်ကိုဖြစ်တာ ဒီလိုလုပ်ပါလားကိုရဲ့ဆရာတော်ဖျောက်ပြန်လူခဲ့ပါလား ဘာညနေချုပ်သွေးမနေနဲ့အနောက်တောင်းနေ ဘကောက်ကဝယ်လာတယ်မြတ်မလေးတော့ တောင်းနေတယ်နောက်မှာ ဘန်ကောက်တဲ့သူ့ကြည့်တော့မင်္ဂလာတော်မှာမျက်စိလဲနေတာ ရတော့ မဒီလိုဘာလို့တူတူသွားလို့မရအကိုဖန်ပိုးပေးရမှာအကို TikTok မသွားနဲ့ YouTube ဟိုတချင်းရှိရလေဟိုလေပတ် လူမကြီးစီပဲစူချာမှာဆိုတော့တရားမထည့်မလား ဟုတ်တယ်မအဲ့လက်ကိုအဲ့တိုင်းမဖွက်တာဒီလားအထုံးလေအဲ့လက်ကိုအဲ့တိုင်းမဖွက်တာ လက်ကောက်တောင်ထွန်းမတီးနဲ့ အေးလို့အေးလို့ဘာလျှောက်ပြောနေရလဲ စူချာမှာ ဆူချာ ဟုတ်တယ် ဟုတ်လား အတေးဆောင်လေ ဟုတ်လား အေးလေ ဆူချာတရုပ်ဆောင်တရုပ်ဆောင်ဆိုရင်ဟိုကတော့ ဘာလို့ဆိုပြီးလဲ နေ မနေ့တည်းအဲ့လိုပဲစူချာမယ်ပြန်ကန်ဒီပြီးတရားမလားငါ့ကိုတစ်သိသွားလား နေဆူတောင်းနေကြလားဓမြတိုက်နေကြလား မပြောတော့လေမောင်လေးကဝတာမစားဘူးလား အေးလေ ဟင်းနေစီစဉ်သားနေတယ် အော် ဝတာစီကြီးပဲ ချက်သားပါတယ် ဖတ်တော့မပါ ဘာလို့ ကြက်မင်းတို့ဘာနဲ့ကျွေးလဲ အချက်သားလေးမှာခေါင်းအမလေးရှက်လုံးလုံးလေးပဲ ဟုတ်ပြီ တနာတယ် ဟာခက်ချက် အလူရှင်ရဲ့မောင်လေးဘဝရွာငါတို့လမ်းခေါ်တာ အေးလေ သူများကြက်သားတယ်မကျွေးကိုစီကိုတယောက်နဲ့ကျွေးတာ ဘာကျွေးတာ ကိုပြောက်ကြက် ဘာလဲဟာကို ထူးဆန်းတဲ့ချက်ဗျာ ငါပကနဲ့မှာခြေထောက်တွေနဲ့ခေါင်းတွေပဲပါတယ် ခန္ဓာကိုယ်ကြီးပြောက်တော့ ဘာဟုတ်လား ဟေးစစ်စစ်သူများကလူလဲလေဟာအဲ့လိုမပြောနဲ့နေ့လေရဆိုရင်အကိုကြီးတရားဟာဒီမှာဘာကျွေးတယ်စက်သားကြီးကျွေးတာတဲ့ဟာဒီမှာချက်တယ်ဟိုနားမှာချက်တယ်ဆိုအိုးထဲမှာစက်သားကြီးလိုက်ရှာပြီးအိုးထဲပြုတ်ကြသွားတယ်အခုချိန်ကြီးသူ့အလုံးရှာမတွေ့ဘူး ဘာမပြောနဲ့ စောကနေမစောကနေဒါမင်းရှေး ဂျင်း လိုတယ်မရှိဘူး မဲမရှိဘူး မနေတော့ ဟုတ်တယ် စားစရာ ဟုတ်တယ် လိုတယ်မရှိဘူး မရှိဘူး အေးပါညာလိုတယ်မရှိဘူး အခုဘာပြောတာလဲ တစ်ဖက်လိုတယ်မရှိဘူး လာပေးတယ်အများကြီးပဲ လိုတယ်မရှိဘူး အပြည့်ပဲ အဲ့လိုတော့မပြောပါနဲ့ မင်းတို့မသိလို့ ဘာဖြစ်လို့ မင်းတို့တော့ပြန်သွားရင်ချင်းတောင်းကြီး3000တော့ယူခဲ့ ဟာလက်ဆောင်လေးထည့်ပေးတော့မယ် ဆရာတော်ဘုရားလည်းပြောပြီးသား ဘာဒီမော်ဒီ ဘုရားတာသားလည်းသဘောကျတယ် โอเค မောင်တော်ဝင်လည်းသဘောကျတယ်ဘူးသီးလည်းသဘောကျတယ် အေး တောင်းတော့ကြီးတော့ယူခဲ့တော့တယ် လက်ဆောင်လေးစီးလေးလေးမော်ဒီ ဒီလူပြီးတော့အမိုက်တွေမင်းတို့သုံးအောင်ကျုံးရမယ် မိုးလေးမပြန်မယ် အာကြီး ဆောင်း အကောင့်မလို့ဘုတော့ပါအကိုတရုပ်ဆောင်လိုက် တရုပ်ဆောင်လေး ဟုတ်တယ်လဲဆောင်းလူမရငါတချင်းမဆိုရသေး ဟုတ်လား မင်းတို့တော့ဒီချမ်းချင်းဆိုရတယ် အာ အလူပွဲလည်းပါသွား ဟိုတချင်းဆိုချင်လို့ကျတဲ့ ဟိုကျွန်တော်ညီငယ်လေးတွေပြောချင်းတယ်မလားအဲ အကောတော့တကယ်ပြောချင်လားဒီကတော့တက်ထိုင်လေးကွယ် ဒီဘမတော့ကျောင်းသားမဘောတရောင်းလိုက် အဲတုံတက်ပါမယ်အဲ့ဒီအစားတော့တွန့်တိုးတယ်တွန့်တိုးတယ် အဲ့တော့ကျွန်တော်တက်လို့ချင်ဟာ လူမရငါတချင်းဆိုလဲဆုချ ဟလာ အေးလေ ဟောအေး လည်းပပပေါ်ပြန်တည်တယ်မနေ့ကမဆိုအောင် ဟာအခုကစီစီဆိုချင်တာဆိုတော့ကျွန်တော်ဖရင်ကြီးပြောင်းလိုက်သူဆို ဟိုလေတယောက်နဲ့တယောက်ဆောင်မယ်လေပြီးတချင်းနဲ့ဆိုမယ်လေ ဟောရေတော့တရုပ်ဆောင်ပါဟောအေး တယောက်ဆောင်မသိပါမလား ဟုတ်တယ်ရုပ်ရှင်ရဲ့ဘူးသူရုံတရုပ်ဆောင်ဘူးသူရုံတရား ရုပ်ရှင်နဲ့ဗီဒီယိုအပုတ်ကောင်ကွာ တရုပ်ဆောင် လူကြီးကိုမယုံမရှာ မယုံမသေးဟာလာဒီလိုအခုခေတ်ပေါက်တဲ့တချင်းပါဇက်ကကြိုက်တာ အလုံး တရုပ်ဆောင်မဟုတ်ဘူးသူကထိုးပေးမှလေကိုကတရုပ်ဆောင်ပြီလေ ဟောလို့လား ထွေးတို့ဘာလို့တွင်မို့တို့နာမည်ကြီးတော့တရုပ်ဆောင်တဲ့နာမည်ကြီးတာ ဟုတ်တယ် နာမည်ကြီး ဟုတ်တယ်ဟိုတေသားတွေကမူလလက်ဟောင်းတွေ
ဒါခစ်တစ်တွေခစ်တွေ ရှောက်ပြောနေတာကိုမစလေးကြိုက်တာမိုက်တယ်ဗျအဝေးကကြည့်ရင်ဟာမိုက်တယ်ဘာဘိုးမင်းကောင် ဘရောင်းစားမိုးကျူတွေပြအောင်တော့ ဆိုပြီးမလားကြိုက်တာ ညမလည်းကျိုးမကြည့်နဲ့ ကိုလို့ဆိုမယ်အစံတေးဒီကိုဝင်းတော်လေးစေးလိုက်လို့လားမေဝင်းတော်ကိုညပေးမိချင်လားကမရှိတော့ ခက်လေးချီအောင်လုပ်လိုက်ပါ စမ်းပါတချို့ဆို ကမရှိတော့ အစုပ်သေးတီကိုဝင်းတော်မဲ့မိချင်လို့လား နင့်လေအစုံထဲကိုမိချီဝင်တိုးတော့နင်ကဆက်လက်မတော့ဘဲနဲ့မိချီဝါစားတယ် ဒါမှမဟုတ်ပြရတယ်ဟဲ့အစုပ်သေးတီကိုဝင်းတော်မဲ့မိချင်လို့လား စင်းလိုက်လေလား ဘာလို့ကွာ အစုပ်သေးတီကိုဝင်းတော်မဲ့စေးလိုက်လို့လားနေဝင်းတော်ငါကိုပေးမဲ့မိချင်လို့လားမိုးလိုက်ဆိုလိုက်မိုးလိုက်ဆိုလိုက်မိုးလိုက်ဆိုလိုက် အားနဲ့မလိုက်ဆိုလိုက် မိုးလိုက်ဆိုလိုက်မိုးဆိုလိုက် ဒီချင်းဆိုကိုတကယ်ကိုပြောရတော့တယ်ကျွန်တော်တော့မှကြည့်တယ်တကယ်ကို ခဏနေငါငယ်တော့ငယ်တကယ်ကြီးနေခုမှလာတာ ဟိုကနေတော့ခဏလေးဟို ငယ်တကယ်ကြီးနေခုမှလာ အေးဟုတ်ပြီတိုင်း ဂျပန်ကကွဲသွားတယ်တကယ်ကြီးနေ မောပရာထိုင်မောပရာထိုင် အော်မိုးဆိုတာအမေမိုးဖရားဆိုတာကအဖွား ဟုတ်ကဲ့ဖွာ ဟဲနင်တော့ကရင်လိုတက်လာပြီ ဘယ်ကလဲပို့တယ်ဘာမောပြောတော့စေတာပဲ ကျွန်တော်ဆိုပြမယ်အစားပါလေ အစုံထဲကြီးအစုံထဲကြီး ဒီကွာငါလည်းကျူးဆိုင်ဦးမြတ်ဆိုပါမလား အစုံတဲ့တီကိုဝင်ချိုးရဲစေးလေလို့လာ အဲ့ဒါဒီရှင်လားဟာလေဆိုတော့လားအဆိုတော့လည်းမတော့ဒီရှင်တော့ဆိုနေရှင်အစုံထဲကြီးကိုဝင်ဆက်လာဟာဘယ်လိုလဲကလုံးပြက်လေခဏဆိုတော့လည်းပြကြည့်ပြောတော့ကြည့်ဟာဟုတ်အဲ့တော့ ဟုတ်ဘူးလေကို ငါလုံးဝဆိုရည်ငါပြော ညီလေးစိတ်ဆိုးမဆိုဒေါသအရင်ထွက်ဆက် ဟမ်ဒီပဲပြော နေတော့အကုန်လုံးငါ့ကိုမတရားပြငါ့ကိုပဲလုံးပါသူများကိုမလုံးပါနဲ့ တော့အကိုအရင်ပြောဆောင်တာကောင်းနေတယ်ကျွန်တော်ဆိုရင်ကောင်းတယ်ဘယ်လိုကောင်းဒီကောင်းအဲ့တော့ပြန်တော့ အစုံတဲ့တီကိုဝင်ချိုးရဲစေးလို့လာဒီဝစက်ကိုလည်းလောက်တော့ဖိနေကြအောင် ဟိုလာအဲ့ပိုက်မဆိုနဲ့နောက်တစ်ပိုက်ဆိုငါခါကောပေးထားမှာပါ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 ငါခါကောပေးမှာပါကော ဟဲ့တန် ဒီမှာနစ်လေကရေညောင်းကောင်ဖြစ်နေ sorry တခုပဲယူနေမယ်တခုပဲငါခါကောပေးထားမှာပါငါခါကောပေးထားမှာပါ ဒီရှမကောင် ဘယ်လိုပြော တန်ပြင်ချမယ်ဟဲ့ပြင်ချနာ လူကျူငါ့ကိုပဲရွှေလောက်ကြပါ အခုတကယ်ကမနိုင်ဘူးဒီချက်တော့အခုတကယ်လိုက်တယ်တက်ကုန်းလိုက်ကိုဒီချက်တကယ်လိုက်တယ် အားပဲလား အခုပဲကောင်းတော့စုံဆောင်တာကောင်းပါကိုတက်ကုန်းလိုက်ကိုရပါမကြိုက်တာအဲ့ဒါ နာမည်ပြောင်းပေးပါလားဆယ်သိန်း တဲပြီဥစ္စာတွေကနေလိုက်သွား ဟုတ်လားအဲ့တော့တချင်းလေးပြောင်းသွားပြီ ဘယ်လိုပြောင်းရလဲ အောင်ရင်လက်ညိုးလေးနဲ့ထိုးတဲ့နေရာရေထွက်သွားမှာပါဖြို့ ဟာကိုနေမကောဘာဖြစ်လဲကိုချီးတယ်ငဲ့ ငါကဟိုဆယ်သိန်းမိုးတော့ယူထားတာ ဒါမပြည့်လို့ဖြစ်တဲ့ဘယ်လိုလဲခဏလေးကောင်းတယ်ခဏလေးကိုရှင်းလေးကြိုက်တယ် ဘယ်ရှင်းလဲ နတ်သမီးကိုမာနကျော် ဟိုရှူက minus လက်ချီ အစင်တယ်မှာဦးစင်ဖမြင်နေrồi လာတဲ့ခင်မမြင်ချင်းဆိုမယ်မိုင်းဆိုမောင်လေးချင်းဆိုမယ်ဆူချဆူတာနေချင်းဆိုမယ်အဲ့တော့ဆောင်းသွားမိုင်းလိုက်ချင်းဆို ဟောဝိုင်းကျွန်တော်ကိုစစ်စစ်ဆိုနေကြတယ်ချင်း
မလက်ကိုတည်းကြားခြင်း ဦးဆောင်ဆိုဦးဆောင်ကျွန်တော်ဟာမိုနီလိုက်ယူတယ် ဒီမှာလေတော့ညဟာမိုနီ ပွဲမှာစုခဝေးကပေါင်းဖော်များတဲ့ပြောရှင်နေလက်ကညာကမိုးရင်ရုပ်တော်မပြောင်းနဲ့ကဲပရိသတ်တွေအားလုံးပျော်ပျော်ရွှင်ရွှင်လက်လေးတွေလေးပုံမှာဝဲလိုက် come on hey 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 ဒီမှာလေ hey hey ဒီနေ့လည်းဖြစ်ပါတယ်ဝါ စံကုန်တော့မင်းတို့ရဲ့တာတော့ညမတူနဲ့ကျွန်တော်နဲ့ကြွဲအိတ်ကောင်းပါလေကောင်းပါလေသူကဘသူနဲ့မင်းတို့ဖေးတော့မဘောပေါ်တိုင်းနဲ့ kiss ကတော့မပြောတော့ဘူးပဲ hey တာချောင်းမရှောင်းရှောင်းလေးကရဲ့လက်ရှောင်းဘောပေါ်တိုင်းနဲ့တွေ့ hey ငါချက်ရဲ့ကောင်းပါလေတော့ငါတွေ့လိုက်ပြီဒါကြောင့်မသူနဲ့ပေးလိုက်ပြီဆိုတော့သူကလူတွေပေးလိုက်ပြီသူနဲ့သူပေးလိုက်ပြီသူကဘာလို့လဲလိုက်တော့ခိုက်ပြီအခိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုက်ဒီအချက်ချက်လိုက်ပြဆိုကလူတွေမှာငဲချောထားတယ်ဟုတ်ပါငါတို့ကတွေ့ရင်ဆိုကဟိုးမလာတယ်ချိုးချိုးတာချစ်တဲ့ကိုလူပြုံးတာကမလို့သူရဲ့သူတွေကိုတာမင်းနောက်ကချောင်းချောင်းချောင်းကရှုံးနေတာမောင်ခိုရီရမင်းနောက်ကလည်းငါဟိုးကောင်းလိုက်လို့နေပါလေ ကျွန်တော်ဘယ်တော့ဆို မခဲလေးကိုင်းလို့မျက်စောင်းလေးတို့တွေ့ရတယ် သူကြတယ်ဟာ အပြုံးမပေးလဲမုံတော့မပေး လက်ကိုတည်းကြည့်နေတော့ အရှုံး baby now ten now ten စုချရပြီဆိုတော့စစ်စစ်စောတော့ အာပေးရတော့ဘောမေပြပြဆိုတော့ရှောင်းမတဲ့နဲ့အမြင့်တွေကိုရှောင်းမတဲ့နဲ့ရဟတ်တဲ့စီးတို့မြင်းကိုရောက်ပြပြုတ်ကျသွားအောင်မယ်လို့တောက်ဖက်နဲ့နဲ့တော့မတဲ့နဲ့ငါပြောမယ်အတော့မနဲ့နဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားတဲ့ရင်တော့ဖမ်းပေးပါပဲမောက်လက်နဲ့အော်ဘာသာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်မှာယောဂရဖရမှာရှင်ကိုဦးကိုချားစုကိုချသူ့ကိုမကူလို့မရပါသူ့ကိုမကူလေတပြတော့သူနဲ့ဘောင်းမခုဝေမြတော့အလူပွဲမှာစုခဝေးကပေါင်းပေါ်များတဲ့ပြောင်းရှင်နေလက်ကညာကမိုးရင်မြို့တော်မပြောင်းနဲ့ရှုတယ်လည်းမမုံမေးတဲ့ပေါ်ကြတယ်အတော့အလူပွဲမှာစုခဝေးကပေါင်းပေါ်များတဲ့ပြောင်းရှင်နေလက်ကညာကမိုးရင်မြို့တော်မပြောင်းနဲ့ရှုတယ်လည်းမမုံမေးစီစီစောနောက်တော့ကောင်းပြီအဲ့ဒီမောမယ်နားတော့အတော့လူပွဲမှာစုကဝေးကပေါင်းပေါ်များတဲ့ပျော်ရွှင်နေလက်ကညာကမုံရဲ့ရုပ်တလည်းမပြောနဲ့ရှုတယ်လည်းမမုံမဲ့တဲ့ပေါ်ကြတယ် မဒီနဲ့ 可是，现在少人离啥了？啊，咱也谁？大宝也谁？或者说那个在家去了？ ဟုတ်တယ် မြောက်ပေးတယ်လို့မလုံးနဲ့ စာသားတွေဆိုလည်းရှင်းထွက်နေပါတလုံးချင်းဒီရော နင်းနေရဟာပါပဲဆိုရတာနင်းပထွေးလေးဆိုသွားတာဟိုမဲသိရှိတဲ့ကောင်ဆိုသွားတာရတဲ့ပင်ဆောင်နဲ့ဘာဖြစ်လဲစာသားတွေတလုံးမှမဆိုအောင်ကဲအကမင်းကဲလူရှင်ကပြောတော့ကဲမင်းတို့မှလူရှင်ဖတ်စရာဖတ်ဟိုမောကလုံးဟာ ဒီစာများလာပြီးဖတ်တယ်တို့ကလေတတိုင်းငယ်ထဲမှာနေတာမဟုတ်နိုင်ငံတကာပတ်နေတာမြန်မာလိုလည်းဖတ်တတ်တယ်ထိုင်းလိုလည်းဖတ်တတ်တယ်အင်္ဂလိပ်လိုလည်းဖတ်တတ်တယ်စင်ကာပူတရုတ်တိုကျိုစ် ဒီလေငါကြီးလေးမင်းနိုင်ငံတကာလက်ပြန်လာတာငါတီးပြီးသားအဲ့တော့ငါကြီးလေးအားလုံးလက်တီးတော့ဒီဘက်မှာဘာပဲဖြစ်နိုင်ငံခြားမှာသွားရတယ်မိသားစုလေးရှိတယ်အဲ့တော့ထိုင်းလိုလေးမထပ်ကြဘူး โอเคရှမ်းပြည်နယ်တောင်ပိုင်းတနုကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ် ထိုင်းလိုပါဆိုတော့မြန်မာလိုတွေမဟုတ်ဘူး sorry လက် စာဝါရီခါ အဲ့ဒါလေး မင်္ဂလာပါလေ ဟိုမင်္ဂလာပါဦး စာဝါရီခါ မိုင်းတယ်ဗျာအဲ့တော့မင်္ဂလာပါဦး စာဝါရီခါလို့ အဲ့တော့မင်္ဂလာမရှိဘူး စာဝါရီမခောက်ဘူး အဲ့ဒါဆာဝါရီနဲ့လှုပ်ရှားနေတာ ဘာလို့ အဲ့လိုပါ ညတော့ရဟန်းငယ်ရှင်ပြည်နာတာဒီတော့ရပြီရဟန်းငယ်ရှင်ပြည်နေတဲ့အလိမ့်လိမ့်မင်္ဂလာဖိတ်ချင်းလို့ ဒီဟာလဲစာပတ်လာတောင်းဝါးနေလိမ့်ပြီးပြုတ်ကြပါတော့ကွာတကယ်တော့တိုင်ရင်မတက်တယ် ဟိုမှာ Facebook ပေါ်မှာတင်တော့ထိုင်းကအမျိုးတွေလည်းကြည့်ရင်ကြည့်ပါမင်းရှင်းပြလားထိုင်းကအမျိုးတွေနားလေပြပြ စာဝါရီခါ ပြုတ်တယ်လေဗတိချပြုတ် အပလိုက်တူမလခိုက်တူမိုင်ပပင်းတူမလိုက်ပရိုင်းနမခါ မလိုက်နေများရင်လည်းခတ်ထားလိုက်မယ်နော် ဟိုဘူးတကယ်ကောင်းတုံးနေရပါဘော တော့ရှိရင်မပြောဘူး ကဲမကြီးပါနဲ့မကြီးနဲ့
အဲ့ဒါကျတော့နေဆိုးရနေတယ်လို့ပဲ มีตุมาละคายสติงตูปีมาปลายตุมาละคาย ဟုတ်ဘူးရှိတာလှောင်တော့သဘောကျ อ๋อแม่ลูกแม่ ထိုင်းလို့ပီလို့ โอเคมาละคายตะไปสติงตูมีหลายปะปริงตุมาลายมาตะกะลุมาปลายมาปลาย ဘာဒီလဲကွာ မသိလို့မဲမယ်ထိုင်ရလိမ်မြန်နဲ့လာတာမလားဘာဖြစ်လို့ညင်တက်လို့ မဘူးရှင်းဘူးနဲ့ရောသွားလို့ ဟုတ်ဘူးတကယ်ကောင်းလို့အော်ကျွန်တော်တို့ဒီလူမတော်မင်္ဂလာမှာတဲ့ကျွန်တော်တို့ဒီမင်္ဂလာပါအဖွဲ့နဲ့လာရဖို့မရတာအထူးပဲကျေးဇူးတင်ပါတယ်တဲ့ဟုတ်ပါသလားခင်ဗျာ สับปะรดมาๆเนาะไอ้ตุมาละคายตะไปไล ဘာမလားခဒီမလာငါခတ်တယ် อเล่งแต่ยังไงเนี่ยอเล่งแต่ยังไงมั้ยปลาคัดมั้ยสตูไปเอาดิตุมาละคายตะไปไอ้ตุมาละปะปรุงตะมาตะกะลุมาปลาย တက်ကလောက်ကနှစ်ခါရှိပြီနော် လက်ကောင်လေးမင်းကလက်ကောင် အလူတကာအလူမများကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်တဲ့ကျွန်တော်တို့ဖော်ဖော်ရွှင်နဲ့ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့အားပေးတဲ့ပရိသတ်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်တဲ့ဟုတ်ပါသလားခင်ဗျာ สับปะรดมาๆเนาะเอาดิตุมาละคายตะไปไลตะกิจุตะไปเอาดิตุมาละคายปะငါ့လူလိုပြော ခေးဒါလေဘာဖြစ်လို့အရိတုမလောက်ခဲပတ်သွားတာလဲ เอาดิตุมาละคาย ပြောနော်အကြီးတော်ကြီးမဒီမအိမ်မနေတာပြော อันนี้ตัวจริงมากอ๋อแล้วปลายตัวมาขัดละปะสติตัวมาละตะกลุตะกละตะละขัดไอ้ไม่เป็นไร တရွာလုံးမြင်းနေပါလာပြီ ရှက်ကြီးတော့ပါသေးတယ်အဲ့မင်းကရှက်ကြီးချပြီးတော့ပြေးသွားတာသူက တဲ့သိတယ်အဲ့တော့ပရိသတ်ကိုအထူးပဲကျေးဇူးတင်ပါတယ်တဲ့ကျွန်တော်နောက်နေ့များမှလည်းကျွန်တော်တို့ဒီမှာလာပြီးတော့ကားပဖျော်ခွင့်ရအောင်ကျွန်တော်တို့ဆူတောင်းပါတယ်တဲ့ဟုတ်ပါသလားခင်ဗျာသတ်ပါလားမင်းမလားอะไรสติตัวมาละ အမေလည်းပြော ปะปรุงตะละขัด အဲ့ဒီ ปะปรุงมาครับไอ้ตะปรุง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 ปะเปจิเปปุ้มปะเปจิบาโลกาสับปะรดมาๆเนาะ ဒီလုံး ဒီလကိုပေါ်ကန်တော့ချက်တီဟာကိုဘာနော်တီကိုလာကိုနေဘာနန် ไทยนะบ่ดิ အဲ့ဒီ ပင်ကိုပေါ်ကန်တော့ချက်တီဟာကိုဘာနော်တီကိုလာကိုနေဘာနန်တီ မိုက်တယ်ဗျမြန်မာလိုဘာသာပြန်နော် ခွန်ဒီလေးလုံးမလေးလုံးတစ်လုံးစုံတော့တေးတစ်လုံးရေရဲချငါတောက်လို့ရ အော်လို့စာရေးဆရာဘယ်လိုများဆက်ထားလဲမသိဘူး မမ်မီစိတ်ပိုင်းနဲ့ဒီဆိုင်လိုက်ကမကူပတ် အဲ့ဒါထိုင်းစစ်ဘယ်လို မမ်မီပိုင်းနဲ့ဒီဆိုင်လိုက်ကမကူပတ် မြန်မာလိုဘာသာပြန် မ နော် မ်မီဆိုတာမီမဲပိန်နဲ့ဒီဆိုင်လိုက်ကမကူပတ်ပိန်နဲ့ဒီကိုစီးနဲ့ကင်မကပ်ဘူး အဲ့ဒီကိုစီးနေကြရင်မကတ်ဘူး အဲ့တော့ဒါကျွန်တော်တို့နိုင်ငံခြားသွားမယ်ဆိုကျွန်တော်ညီလေးထိုင်းစကားတွေပဲကျွန်တော်သွားတင်ရဒါလည်းတော့တဝဲလေးသူကြတော့ဒါရခိုင်တိုင်းသားကျွန်တော်ကြတော့နိုင်ငံတကာသွားနေတော့ကျွန်တော် international မောင်စီ ဟုတ်တယ်အိန္ဒိယနေရှင်နဲ့ဘယ်နှစ်နိုင်ငံသွားကြလဲ 9နိုင်ငံ ငါးနိုင်ငံဆိုတော့တခြားမဟုတ်ဘူးအရှိတကုံမြောက်တကုံနောက်တကုံတောင်တကုံ ဘယ်ချက်မပြောနဲ့ထိုင်းသွားသေးတယ်ငါလည်းရေဝင်လို့လေ ရေကူတော့ ပြောပါလေအခုအင်္ဂလိပ်လိုပဲပြောတတ်တာ let's you mother like west part တယ်လို့ ဟာ ကျွန်တော်ဟိုတင်းတော့မတင်းတော့ကွာ အမေနိုင်ငံတော်ချစ်ပါတရားဥပဒေလေးစားပါ ဘိုက်ရေ အဖော်ပြီးပဲ ဟာတဲ့ အနုပညာဒီပြည်သူတွေ ကောင်းတယ် I love you so much လက် အဖေတဲ့ တဲ့ကျွန်တော်ချစ်တယ် အရန်လေးစားတယ်ကိုစီရ လေးစားမနေနဲ့ငါချစ်တာတော့မဟုတ်တယ် ဒီလောက်အင်္ဂလိပ်စာရလာတော့10သိန်းမရဘူး အခုတကယ်တက်လားကိုစီတကယ်တက်လား တယ်လေ ကျွန်တော်မေးမယ်အများကြီးမမေးဘူးဟိုရေတဲ့ငါ့ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ fit လေ ရေတဲ့ငါ့ကို fit ဒါဆိုနံပါတ်9ကျတော့ 5 ကောင်းလိုက်လား ဒါပဲလေ နံပါတ်9ကို 5 ရေတဲ့ငါ့ကို fish မေကွန်းတေချာနားထောင် နားထောင် ငါတိုင်းသားမျိုးနဲ့အမှန်ငါရောက်ကမှနေတဲ့ငါနဲ့တက်ကလေးကိုသူ့မင်းကစိမ့်နေပါကဖဲကြောငါတဲ့တောင်ခိုင်းတယ်ကလေးကမပြီးငါဖဲအစိမ့်နေဝင်လာမယ်အဆေပြီးငါတဲ့သားလေးနဲ့ထူတယ်ငါတဲ့သားလေးတေသွားတယ်ရေငါကိုလည်းထောင်းကားနေကြတယ်အင်္ဂလိပ်လိုငါကပြော မျက်စိတွေတော့ လက်ဖြည်းဖြည်းလေးပြောပြပါလား ဒီစားပြော ဖြည်းဖြည်းလေး နံပါတ်9ဘယ်လိုခေါ်လဲ 5 ရေတဲ့ငါ့ကို fit မေကွန်းတေချာနားထောင်ငါတိုင်းသားမျိုးနဲ့အမှန်ငါရောက်ကမှနေတဲ့ငါနဲ့တက်ကလေးကိုသူ့မင်းကစိမ့်နေပါကဖဲကြောငါတဲ့တောင်ခိုင်းတယ်ကလေးကမပြီးငါဖဲအစိမ့်နေဝင်လာမယ်အဆေပြီးငါတဲ့သားလေးနဲ့ထူတယ်ငါတဲ့သားလေးတေသွားတယ်ရေငါကိုလည်းထောင်းကားနေကြတယ်အင်္ဂလိပ်လိုငါကပြောမဟုတ်တာကွာ the 5 go the fish the fish go the 5 the fish go the 5 go the 5 with the 5 ပြီးတော့ the fish နဲ့ the 5 နဲ့ the 5နဲ့
ဘာဖြစ်လို့ the fit နဲ့ the fight တီးလား ဘာလဲ ကိုရှင်မန် fight ငါ fight စိုက်ရမှာ ဒီကလည်းမတက်လည်းမတက်ပဲရှောက်အဲ့ဒါပြောတာကျွန်တော်ဆို ဘာဖြစ်လဲ international ဘူးဒီ ဟုတ်တယ်အိမ်နာတက်နေတဲ့ဘူးဒီ ဒီကောင်လေးတွေလူငယ်လေးတွေဟိုကောင်လဲစာတက်တယ်စာလေးပါလေးတင်ပေးပါလား ဟာတကယ်လား အကွာလွယ်လွယ်လေးမခတ်ပါဘူးကွာလေဗျာကိုဥမဗျာဖိုင်လာတော့တွေ့ပြီဟာတော့နှဆမယ်နှုတ်ဆက်မယ်နော်အတော်ဆက်တွေ့ပြီဗျာနှုတ်ဆက်မယ် Hello my son အပါပြော ဟာမင်္ဂလာပါတတိမင်းတော့နှုတ်ဆက်တာလी तू ကနှုတ်ဆက်အဲ့လို အေးလေ အဲ့တော့ငါပါလို့ အော် Hello my father မင်္ဂလာပါတတိကြီး အော်သူလေးကိုလေး ဒါဘော ကျွန်တော်မညံကောင်း စရမယ် ဟုတ် Hello my son Hello my father ကျွန်တော်သားအင်္ဂလိပ်စပီကပြီးလို့ဝေးမတော်နဲ့စပီကပြီးလို့တကယ်မိုက်တော့အဲ့ဆိုရင် Hello my son Hello my father ကြီးရ ဟိုဘက်ကပါရှိ Hello my son Hello my father အဲ့ထပ်ပြောလိုက်မယ် Your mother my wife အဲ့ဒါပါပြေးတာ သမင်းစားပြီးပြီလား စားပြီးပြီလေဝတ်သားတွေနဲ့ Yes ဒါပဲလေ စားတာကိုရက်တယ်လား ရက်ပါဟုတ်တယ် ဟောအင်္ဂလိပ်လိုရက် အဲ့ဆိုရင် Hello my son Hello my father Your mother my wife Yes ရပြီ စပီကမလို့ကြီးတာ Speak ရှိပြီ မင်းကျန်သေးတယ်တော့ပြန်ပြောလိုက်မယ် Your sister my wife မပြောတာ ဟောတော့ရေတောက်ပြီးပြီလား တောက်ပြီးပြီ Yes ခုနကတော့လည်းစားတော့လည်းရက်တယ်ကိုတောက်ကလည်းရက်တယ် တစ်ခါရဲတော့ပုံပြမှာပေါ့နော်ဟုတ်ကဲ့ပြန်ပြောမယ် Hello my son Hello my father Your mother my wife Yes Your sister my wife Yes နေရောက်ရတယ် speaking man ရီတော့ရီနေ speaking man လို့ သူမကပညာတက်မှာမနာလို့ ဘ ပြေး ယ်နာလို့ကြီးလားပြောလိုက်မယ်တော့ What is your name ကျွန်တော်နာမည်စီစီ အဲ့လိုပြောလို့မရဘူးလေ तू ကလက်တင်ပါလာနဲ့ပြောရတယ် ဘယ်လိုလဲ My name is Leprosy အဲ့ Leprosy ကိုလက်တင်ပါလာအစ်တော့ပြောကြလားနာသာလေးထည့်လိုက် My name is နမလုံးနီ တထေးမင်းဆိုလက်မရှိရင်ရွှေလူကြွားတာ လက်တင်ပါလာနဲ့ ဒါကြောင့်သူကတော့လှုပ်တာ ဒါပြ Hey Hello my son Hello my father Your mother my wife Yes Your sister my wife Yes What is your name My name is နမနုံကြီးမြစ်တာရေဟိုနောက်ထီရီတယ်ဟာ ဟာ speaking man လို့အဲ့လိုပဲ နောက်ဆုံးပြောလိုက်မယ် Where you going အော်ကျွန်တော်ထိပောက်ရင်ကျွန်တော်နိုင်ငံတကာရှော့ကုန်မှာပေါ့ နိုင်ငံတကာကိုအဲ့လိုအများကြီးပြောနေပါလေလွယ်လွယ်လေး ဘယ်သူမှမကောင်းတရားမလဲတော့ တော်တော်လိုရင်းတော်ရှင်းပြောလိုက် ဘယ်လိုလဲ Go to the 3 game ကျွန်တော်တရားမလဲတော့မှာ တယောက်တည်းသွား Okay တော့ဆက်မယ် Hello my son Hello my father Your mother my wife Yes Your sister my wife Yes What is your name My name is နမနုံကြီး Where you going I go to တုံးညင်ကြီး တယောက်တည်းသွား ဘိုးဘက်ကစီစီရေလာပါတော့လားမလာခဲ့ဘူးအကျွေးတောင်းအောင်မယ် ဒီနေ့ကစပြီးတော့မောင်စီနဲ့ငါတို့နဲ့မသက်ဆိုင်တော့ပါ ကျေးဇူးတင်ပါတယ် ဘာမှမသက်ဆိုင်ပါနေပါလျှောက်ပြောနေရ ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့မင်္ဂလာပါဖွဲ့တာကတော့ကျွန်တော်၄ယောက်ပေါ့လာပြီးတော့ဟာတာအနေနဲ့အရင်ဆုံးမိတ်ဆက်တာပါဆက်လက်ပြီးပြောပြီးတင်ဆက်မဲ့လူပညာရှင်ကတော့ကျွန်တော်မင်္ဂလာပါဖွဲ့ရဲ့ရုပ်ရှင်နဲ့ဗီဒီယိုဟာတာလူရှင်တော့ကွယ်လွန်သွားချပြီးဖြစ်တဲ့ဦးမြင့်တာရဲ့တာမြင့်တာမြင့်မြတ်ရဲ့လက်ခုပ်တည်းနဲ့အားလုံးဖိတ်ခေါ်ပေးပါဦး တော်လေးအရက်ရှိရှိမင်းရှိရှိနဲ့ ကျေးဇူးပါတယ်ခုတော့ကျွန်တော်ဖိတ်ခေါ်ပေးတဲ့ကျေးဇူးတင်ပါတယ် မဟုတ်ဘူးလေ အဲ့တော့ မတို့ခုနကကြည့်လိုက်တာမေတ္တာမြင့်မြတ်ဟိမဟုတ်ဘူးလား ကျေးဇူးတင်ပါတယ် မင်းဟုတ်ကဲ့ခဏတော့မင်းကိုဘယ်သူကဖိတ် ဒီနေ့ကကျွန်တော်အဲ့နေတဲ့အချိန်မှာကျွန်တော်အိမ်မက်မက်ပြီးတော့ကျွန်တော်ကိုစားတဲ့ကတချင်းလေးတစ်ခုတောင်းလာတယ်ခင်ဗျ ဟောတယ်မြေတာသူ့ကိုယ်ကဖေဆွဲစိတ်လို့ပါတဲ့ ဟုတ်တယ်ဖီယူနာဟဲ့တော့ကျွန်တော်ကိုစား သူများတောင်းတာကြားဘူးတယ်ကိုဆောင်ကကိုတောင်းတယ် ဒီရွာစကားပြောတာငါလည်းနားမလဲကိုစားတဲ့ကတောင်းလာအဲ့တော့ကျွန်တော်ကိုစားတဲ့ကိုကျွန်တော်ဂုံယူစွာတဲ့တချင်းလေးတစ်ခုဖွင့်ပြီးတင်ဆက်ချင်ပါတယ်အဲ့တော့ဒီရှင်တော်မလားဒီရှင်တော်ဆိုပြန်လို့မပြန်နဲ့နောက်ဆုံးဟောချမ်းဒီမှာမင်းသားဆိုမှာအဲ့တော့အဲ့တော့ အပေါ်မှာလည်းရခေါက်ဆွဲနေတင်လာ အဲ့ဒါရဲခေါက်ဆွဲမဟုတ်ဘူးခေတ်ကပြောင်းသွားတာကိုရီးယားအင်ကြီးကိုရီးယားဖောင်းပြီးဒီမှာကိုတက်ချစ်တော့ပုံမြန်မာပြည်မှာတော့ကပြပါတာနေစရိမရလို့ပိုကောက်ကုန်တာအဲ့စမင်းကဟာလာပြီးတော့သူတို့လည်းစိုက်ပေးတယ်မဟုတ်ဘူးနဲ့
အဲ့တော့တန်းငယ်လေးရဲ့စီစဉ်လေးမှာလူရှင်တော်ထမ်းဝင်ပြောတယ်မင်းလည်းဆိုနေ တောင်းနေလူရှင်လို့ မင်းလည်းလူရှင်တော်မဟုတ်ဘူးလား ဟုတ်ဘူး ဘယ်ပါလဲ ကျွတ်တောင်းကိုလာနေတာ အကျွေးတောင်း2026မှာနေပွဲဥတော်နော်နေခံပါလိမ့်မယ်အဲ့တော့ ဟုတ်ကြီးပါဒီနေ့စားရမှာဆိုတော့ မြဲလေငါလုံးပဲအမတ်ကိုမရှိဘူးတိလား ဟုတ်လေအဲ့တချင်းငါတချင်းနေငါဆိုဆိုမဆိုမဆိုနေနဲ့ပါဆိုင်ပြီပြော ငါ့ကိုလောက်ပါလို့မင်းတို့မလောက်ပါနဲ့ ကဲအဲ့တော့ဟွာလို့ကျွန်တော်မင်းသားအဲ့တော့ စောက်ဖို့တွေပါ စောက်ပူလေးဆိုတဲ့တခြင်းလေးကိုဆို တခါမှမကြောက်ဘူးပဲတစ်ချင်းမိုက်တယ် အခုလူတွေကိုထိန်းတာတော့ ကိုရှင်မပိတ်ထားလိုက်ခင်ဗျားလည်းနောက်ဘယ်တော့မှကျုပ်ဖုံးမကိုင်းနဲ့ အခုလည်းမဆက်နဲ့တော့မှအဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးမှာဒီဘက်ကလူရှင်တော်နဲ့အတူတွဲပြီးတော့ကျွန်တော်မိတ်ချဘူးဒီဘာဖြစ်လို့လဲ ဘာမှမဖြစ်ဘူး အခုလူတွေကိုမတားဘူးလားပြော ဟဲ့တော့စပယ်အကြီးအုံမခွက်ကြီးနေတော့ဟုတ်တယ်အဲ့လိုထိုင်းလို့ပြီးမှဆိုအကြောင်းမို့ ဟုတ်တယ်မီးပြက်ကေဆိုအဲ့ဒါမျိုးမီးပြက်တော့ညှက်ထားတော့အဲ့တိုင်းထွက်လာတယ် မဟုတ်ခန်းသားလေးကမင်းတို့လိုက်ကောက်တာ ဟုတ်တယ် ကိုလည်းဝါသနာပါပြီးကောက်တာကျွန်တော်သားလေးကတော့ကောက်သွားတယ်ကျွန်တော်တော့မကြည့်အောင်ကျွတ်ကုန် အဲ့တော့ဒီဘက်ကလူရှင်တော်ကြီးနဲ့တွဲပြီးတော့တစ်ချက်ပေါ့နော်မင်းသားလေး တော်ဝင်ပါပြီမလဲ မတော်ဝေး ခုနရီဖို့မင်းတို့ကိုမှရီတာ ဒီချင်းကိုလည်းဘယ်မှာယူပါလား သူတို့ကပြောတာပေါ့ညာကြီးသိရတာ အဲ့တော့လူရှင်တော်ကြီးစကားမပြောနဲ့နော်အဲ့တော့တန်းလေးစီစဉ်မှာတချင်းလေးဆုချဝင်လာမသိဘူးလေဘာမှမပြောလို့ထိုင်တယ်နော်ဖြစ်တာပေါ့ရှင်းရှင်းပြောလို့အဲ့တော့ကျွန်တော်စီစဉ်လေးမှာကျွန်တော်ကိုစောင်းတွေကတောင်းထားတဲ့တချင်းလေးတစ်ပုဒ်ကိုကို စော စောင်း ကြီးကပြောပြီးသားနော်လက်ဖက်ချောင်းတွေလာပေးရင်ပေးလက်ချတဲ့နေရာကိုတိထားတယ်နော်အဲ့ဒီတော့ခိုးထဲသွားမှာ ကျွန်တော်မင်းသားဆိုမင်းသားစပို့တယ်အဲ့တော့ကျွန်တော်မင်းမီကျွတ်တဲ့တချင်း ရှောက်ပြီးဟိုငါးလုံးနဲ့သုံးလုံးကမချုံဘူးနော် အဲ့ရှောက်သီးသုံးလုံးဆိုတဲ့တချင်းလေး ဟိုလိမ်မော်ဒီတော့ရှောက်ပြီးတယ်ဆိုတော့မင်းလုံးငါလူငွေငါလုံး လက်ခုပ်တယ်ဒီလိုပဲ hey တရားပဲဆိုနေတာ လက်ဆိုရဘူရမာယာတွေပေါ်လို့လေ အဲ့ဒီချိန်တော့ကြိုက်တယ် အဲ့တချင်း ကြိုက်တယ် ဆိုနေတယ် ဟိုကြိုက်တယ်လေ အိမ်မိုက်ချထားလိုက်အိမ်မိုက်ကိုချထားလိုက်အိမ်မိုက်ကိုချထားလိုက် ကျွန်တော် ပါဇက်ကိုပိတ်တာဒီမှာမင်းသားဆိုနေတယ်လူရှင်တော်ဘာဖြစ်နေလဲ ဟိုဘက်လည်းမလဲဘူး ဘာဖြစ်လို့လဲ မတော်တို့ချီးပေါက်လည်းမိုက်တဲ့ပိုင်မလို့အဲ့ကဆွဲနေတယ် ချောတဲ့ hey အဘူရမာယာတွေပေါ်လို့တယ်အပြူငါတွေကိုရှုံးကွယ်အဲ့ဒီတကပေါ်မှာပေါ်ရင်လာတယ်ခလေးမရင်ဒီလဆုံးမချစ်ဘူးကွယ်အပူပူလောင်လောင်ရောင်တွေရွေးချယ်အနစ်စင်သားတွေဟာကြောင်လုံးနေစပင်းပုံစံတွေဟာတကယ်ဖျော်ဖျဲတဲ့ရေကလေးမရင်ဒီလဆုံးမချစ်ဘူးကွယ် awal itu ya dijadi kusa minyak maling awal itu damn bro hey bro ပါလိုက်တာ အဲ့ဒီမလဲ ငါဆိုနေတယ် ငါလည်းမသိဘူးမင်းမဘာမှပြောနေဘာမှမပြောဘူး ခလေးတဲ့ငယ်ဒီကနေ့ပြထားတာလား ဘာကလေးလဲလူကြီးတော့ခလေးတဲ့ကိုသိကြီးတော့မရေတော့လေဒီအေးငါမသိဘူးကွာ တို့ကူနေပြီ ဟမ် ကျွန်တော်ဒီဘက်ကထွက်လာတယ်ကျွန်တော်အပေါက်လေးဆောက်ပြီ အပေါက်ဆောင်လာတာမို့ဟုတ်တယ်လေကိုလည်းကိုလုံးလည်းကို ဟဲ့အပေါက်ဆောက်ပြီကူညီပြီ အဲ့ဘာလောက်တာ ကူညီပေးတာဗျာကူညီတောင်းတာ
ငွေနဲ့ခိုင်းတာ မဟုတ်ပါဘူး ကို ကို ကြီး ကြီး ကမပန်းပြတ်နဲ့ မပိုက်ဖြစ်ပါဘူးကျွန်တော်ကအကူကြီးတောင်းတာပါ တခြားလူကဘာဖြစ်လဲမေတ္တာဆိုနေကြမှာမောင်စီကဒီပတ်ဆက်ယူနေဆိုငါဝင်မှတ်တယ်ဖြစ်မှာ ဟုတ်ပါကျွန်တော်ကူကြီးတောင်းတာပါကိုရဲ့ဒီဘက်အပေါက်လေးကျွန်တော်ကူကြီးပြီးစောက်ပေးပါလို့ပြောတာ လူမွေးရကူညီပေးတာတော့မှပတ်ဆက်မျက်နှာမကြည့်ဘူးဒီပေါက်မလား ဟုတ်တယ်မူရမာယာတွေပုံလုံးနေအပြူနာရာတွေကိုရှောင်းခွေအတူတူကပေါ်မှာပေါ်ရလို့လာတယ်တလေးမရင်ဒီလိုဆိုမချင်ဘူးခွေ အချင်းမောင်ကိုစားအချင်းမောင်ကိုစားချင်းမောင်ကိုစားဖင်ကောင်းလေးရချင်းမောင်ကိုစားဖင်ကောင်းလေးရလိုက်စို့ချင်းမောင်လေးစားဖင်ကောင်းလေးရအချင်းမောင်တဲ့ဖင်ကောင်းကျဲ yo ရှောင်းပေါင်းစားဟေးရှောင်းပေါင်းစားရှောင်းပေါင်းစားဟေးရှောင်းပေါင်းတဲ့ဟေးဆောက်ဟေးတက်ကိုစားဟေးဖတ်ထုတ်စား